စားကြဒါကမင်းတို့အတွက်ငါအထူးဝယ်လာတဲ့အကောင်းစားတွေပဲအလေးချိန်တက်လာအောင်အစီစိတ်လေးတော့လိုတာပေါ့မြို့ကပညာရှင်တွေကပြောင်းမှုကအာဟာရဖြစ်တယ်လို့ပြောကြတယ်ဒါကြောင့်ပစုံတွေကိုလည်းနည်းနည်းလောက်အားဖြည့်ပေးလိုက်ကြစို့ဟေးအဖေမြင်လာပါအောင်ကံရည်တွေကနန်းစော်နေပြီးအစိမ်းရောင်တွေဖြစ်နေတယ်ဘာဖြစ်လို့ပြာရခတ်နေတာလဲဒါကရေမှာအာဟာရပြေဝနေတယ်ဆိုတဲ့သဘောပဲလွန်ခဲ့တဲ့ရက်အနည်းငယ်ကငါတို့အကောင်းစားတွေအများကြီးပြစ်ထည့်ခဲ့တယ်လေဒီလိုအပူချိန်နဲ့ဆိုတော့အချင်းဖောက်တဲ့အခါအနံ့ထွက်လာတာတဘာဝပဲပေါ့အဲ့ဒါကကံအောက်ခြေမှာမြေဩဇာကောင်းနေပြီးပစုံတွေကောင်းကောင်းစားနေရတယ်ဆိုတဲ့အတိတ်ပဲဒါပေမဲ့ရေမျက်နှာပြင်မှာတည်နေတဲ့ပစုံတွေပေါ်လို့ပေါ်နေတာဘာလို့လဲဒါကတာမန်ဆုံးရှုံးမှုပါပဲငါတို့ကပုံမှန်ထက်ငါးဆပို့ထည့်ထားတာလေဒါကိုတန်ဆွမ်းသူသာရှင်တန်ချင်းလို့ခေါ်တယ်အားနေတဲ့ကောင်အနှဲငယ်တည်သွားတော့ရောဘာဖြစ်လဲအောက်ကပိုတန်ဆွမ်းတဲ့ပစုံတွေကသူတို့ကိုစားပြီးပိုတောင်ကြည့်လာအောင်မယ်အားလုံးကိုယ့်အလုပ်ကိုပြန်လုပ်ကြဒါပေမဲ့မာနာကြီးချင်းနဲ့အတိဝံကင်းမဲ့ခြင်းကအမြဲတမ်းပြင်းထန်တဲ့တံမိုးတစ်ခုပေးဆက်ရတတ်ပါတယ်အဲ့ဒီအောက်ခြေကရှုံနှုံတွေအောက်မှာအရေးသွေးညံ့ပြီးပြည့်ကျက်နေတဲ့ပစုံပေါက်လေးတွေကြားတဲ့ကဆိုးကြီးတစ်ခုကစတင်ဖြစ်ပွားနေပါပြီပူပြင်းတဲ့နေရောင်ကြီးကမြေကြီးကိုလက်ဝက်ကျော်လောက်ကျွမ်းလူမတက်ပူလောင်စေခဲ့ပြီးအရှိရွာရဲ့မြေနိမ့်ပိုင်းတွေကအေယာမပေါင်းအိုးကြီးတစ်ခုလိုဖြစ်နေခဲ့တယ်ဒီအနံ့ကဘာလို့နေတိုင်းပိုဆိုးလာတာလဲအန်တီလူမြင်လာပါအောင်တခုခုဖြစ်နေပြီဘာဖြစ်လို့လဲဘာလို့ဒီလောက်စောစီအော်ဟစ်နေရတာလဲရေကိုကြည့်လိုက်ဦးတေနေတဲ့ပစုံသေးတွေကြီးပဲလွန်ခဲ့တဲ့ရက်အနည်းငယ်က3កောင်5កောင်လောက်ပဲတေတာဒီနေ့ကျမှဘာလို့အကွက်လိုက်ပက်လက်လန်ပြီးပေါ်လို့ပေါ်နေရတာလဲဒါပုံမှန်ဆုံးရှုံးမှုမဟုတ်တော့ဘူးဖះရေငါတို့ဘယ်လိုလုပ်ကြမလဲဒီပစုံပေါက်လေးတွေအတွက်ငါတို့တကယ်ပတ်စံတွေပေးဝယ်ထားရတာဒီလိုမျိုးသာဆက်တင်နေမယ်ဆိုရင်ဖမ်းလို့မရခင်အကုန်ပြောင်းတော့မယ်လားရွာလူကြီးစီတွားကြစို့ရွာလူကြီးသတင်းဆိုးပဲကန်ထဲကပစုံတွေနေရာတိုင်းမှာပက်လက်လန်ပြီးပေါ်လို့ပေါ်နေတယ်ရေမျက်နှာပြင်ပေါ်မှာတေနေတဲ့ပစုံတွေကြီးပဲဘာလို့ပြာရခတ်နေကြတာလဲမိုးကြလာလို့လားလွန်ခဲ့တဲ့2ရက်ကငါမင်းတို့ကိုပြောခဲ့တယ်မဟုတ်လားတိတ်သီးစများပြီးပစုံပေါက်တွေကအားနေတယ်ဒါကပုံမှန်ဖက်ရှားခံရမှုပါပဲရွာလူကြီးဒီတခါတော့မတူဘူးဒီနေ့ကံပေါင်ပေးမှာပေါ်လို့ပေါ်နေတာအကောင်ရနဲ့ချီရှိတယ်ပြီးတော့ရေကအရန်နံစော်နေလို့အနားတောင်ကတ်လို့မရဘူးကျေးဇူးပြုပြီးတွားကြည့်ပေးပါဒီပစုံတွေဖျားနေတာသိကြတယ်အဖေငါတို့ဘာလုပ်ကြမလဲမြို့ပေါ်သွားပြီးစိုက်ပျိုးရေးဌာနကပညာရှင်တယောက်ကိုတွားခေါ်ရမလားဘာပညာရှင်လဲအဲ့ဒီပညာရှင်ဆိုတဲ့ကောင်တွေကဘာမှနားလဲတာမဟုတ်ဘူးသူတို့တွေကတယောက်မှအစွမ်းအစအစ်မှမရှိဘူးသူတို့လာရင်အရန်စေးကြီးတဲ့နိုင်ငံသားစေးတွေဝယ်ခိုင်းပြီးငါတို့ကိုလိန်စားကြမှာပဲသူတို့ကိုခေါ်လာတာကပတ်စံဖြုံးတာတက်ပဲဒါပေမဲ့ပစုံတွေပက်လက်လန်နေပြီလေဖြစ်တော့ရောဘာဖြစ်လဲဒါကကိစ္စကြီးမဟုတ်ပါဘူးမင်းတို့တွေဘာလို့ဒီလောက်တောင်ပြာရခတ်နေကြလဲငါနားမလဲဘူးပစုံမွေးတာဝက်မွေးတာကြက်မွေးတာဘာကွာလို့လဲနွေရာသီမှာဘယ်တရိတ်ဆန်မဆိုနည်းနည်းပပတော့ဖျားတတ်တာပဲလေရိုးရိုးဆေးလေးဝယ်ပြီးဖြည့်ရှင်းလိုက်ုံပဲလိန်စားမဲ့ပညာရှင်တွေကိုဘာလို့ခေါ်နေမှာလဲရွာလူကြီးပြောပုံရဆိုရင်ပစုံတွေကတကယ်ဖျားနေတာပေါ့ဘလို့ယောဂမျိုးလဲအပူရှက်တာပါပဲပူလို့လေရေထဲမှာဘက်တီးရီးယားတချို့ပေါက်ပွားလာပြီးအားနေတဲ့ပစုံတချို့ကိုကူးဆက်သွားတာလူတွေဖျားရင်ဆေးတောက်ကြတယ်ပစုံတွေဖျားရင်ငါတို့ပိုးသက်ဆေးနည်းနည်းထည့်ပြီးဘက်တီးရီးယားတွေကိုတက်လိုက်ုံပဲငါအဖေပြောတာမှန်တယ်ဘယ်သူမှမထိတ်လန့်ကြနဲ့ပညာရှင်တွေကခမားတို့ပတ်စံကိုယူဖို့ပဲသိတာမြို့ထဲကစိုက်ပျိုးရေးသုံးပစ္စည်းဆိုင်မှာပိုးသက်ဆေးမုံတွေရောင်းနေဆိုတာငါသိတယ်အရန်ဆေးပေါ်တယ်ရေထဲကိုဖြတ်လိုက်ရင်ဘက်တီးရီးယားတွေကိုအရန်တေစေတယ်ဒါဆိုဘာစောင့်နေတာလဲကိုဘာသာကိုဆေးသွားဝယ်တာကအများကြီးပိုလွယ်တယ်သွားဝယ်လိုက်အေးငါတို့အားလုံးဆေးဖို့အတွက်ပတ်စံစုထည့်ကြမယ်သူတို့ကိုပျောက်စေမယ်ဆိုရင်ရပါပြီရွှန်လင်းမင်းဆိုင်ကယ်နဲ့မြို့ထဲကိုသွားဆိုင်ရှင်ကိုသူတို့စီမှာရှိတဲ့ဘက်တီးရီးယားအသေးနိုင်ဆုံးအပြင်းဆုံးဆေးကိုပေးဖို့ပြောလိုက်ငါတို့ဆေးသုံးမယ်ဆိုရင်အဲ့ဒီဘက်တီ